ဖောင်တိန်ကင်တော်လက်မှတနက်ကင်တော်လက်စီတို့1989ခုနှစ်အစောပိုင်းမှာဒိုရာဟာနေဆက်ဖက်ကျော်ပြီးနီကာရာဂွာနိုင်ငံထဲကိုလျှို့ဝှက်ပြောင်းဝင်လာခဲ့ပါတယ်။သူမဟာအဖက်ဆလန်ရဲ့အနောက်ဘက်စစ်မျက်နှာပေါ်တာဝန်ယူခဲ့ပြီးနီကာရာဂွာရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့လီယိုမြို့ကိုသိမ်းပိုက်ဖို့အဓိကတာဝန်ပေးရခြင်းခံခဲ့ရပါတယ်။အဲ့ဒီချိန်မှာသူမဟာတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကိုကုခဲ့ရတဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်တအုပ်ဖြစ်နေပါပြီ။1989ခုနှစ်ဇွန်လမှာဒိုရာဦးဆောင်တဲ့ဒေါ်လာရေးတပ်ဖွဲ့တွေဟာလီယိုမြို့ကိုအလုံးရဲနဲ့စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ဒီတိုက်ပွဲဟာအလွန်ပြင်းထန်ပြီးမြို့ပြပြောက်ကြားစနစ်နဲ့လမ်းမတိုင်းအိမ်တိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲမှာထူးခြားတာကပြည်သူလူထုရဲ့တက်ကြွတဲ့ပါဝင်မှုပဲဖြစ်ပါတယ်။လီယိုမြို့သူမြို့သားတွေဟာလမ်းမတွေပေါ်မှာရှိတဲ့အုတ်ခဲတွေတဲအိတ်တွေကိုအသုံးပြုပြီးအာဏာရှင်စစ်တပ်ဝင်မလာနိုင်အောင်အတားအဆီးတွေပြုလုပ်ပေးခဲ့ကြပါတယ်။ပြည်သူတွေဟာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုအစားအသောက်ကျွေးမွေးတာတရားရသူတွေကိုပြုစုတာနဲ့အစိုးရစစ်တပ်ရဲ့လှုပ်ရှားမှုသတင်းတွေကိုလျှို့ဝှက်ပေးပို့တာတွေလုပ်ပြီးတိုက်ပွဲမှာအင်တိုင်းအားတိုင်းပါဝင်ခဲ့ကြပါတယ်။အာဏာရှင်စိုးမိုးစာဟာလီယိုမြို့ကိုလက်မလို့ရလေအောင်လေရင်တွေနဲ့ပုံကျဲတာအပြောက်တွေနဲ့ပြစ်ခတ်တာမျိုးတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒိုရာဟာသူမရဲ့စီးရေးပါနမှုနဲ့မြို့ကန်လူထုရဲ့အကူအညီကိုပေါင်းဆက်ပြီးအစိုးရတပ်တွေကိုမြို့လေကောင်မှာပိတ်ပြီးအောင်လုပ်နိုင်ခဲ့ပါတယ်။သူမဟာတိုက်ပွဲဝင်နေရင်းနဲ့တစ်ဖက်မှာလည်းရေဒီယိုကနေတဆင့်ပြည်သူတွေအားလုံးထားကြွကြဖို့နဲ့အာဏာရှင်ကိုအဆုံးသတ်ကြဖို့စီးရုံးလုံးဆောင်မှုတွေအဆက်မပြတ်လှုပ်ဆောင်ခဲ့ပါတယ်။ဇူလိုင်လအလယ်မှာတော့ဒိုရာမာရီယာတဲလက်စ်နဲ့သူမရဲ့တပ်ဖွဲ့တွေဟာလီယိုမြို့မှာရှိတဲ့အာဏာရှင်ရဲ့နောက်ဆုံးကဏ္ဍဖြစ်တဲ့စစ်စခန်းကြီးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာနီကာရာဂွာဒေါ်လာရေးမှာပထမဆုံးလွန်မြောက်ခဲ့တဲ့မြို့ကြီးတစ်မြို့ဖြစ်လာခဲ့ပါတယ်။လီယိုမြို့ကျဆုံးသွားတာဟာအာဏာရှင်စိုးမိုးစာအတွက်တော့အကြီးမားဆုံးရှုံးနိမ့်မှုဖြစ်သွားခဲ့ပြီးမြို့တော်မာနာဘာကိုတော်လိုင်းတပ်ပြည်ချီတက်ဖို့အတွက်လမ်းပွင့်သွားစေခဲ့တာဖြစ်ပါတယ်။လီယိုမြို့ကျဆုံးသွားတာနဲ့အာဏာရှင်စိုးမိုးစာရဲ့စစ်တပ်ဟာစိတ်ဓာတ်တွေလုံးဝပြိုလဲသွားခဲ့ပါတယ်။ဒိုရာဦးဆောင်တဲ့အနောက်ဘက်စစ်မျက်နှာတပ်ဖွဲ့တွေဟာမြောက်ဘက်နဲ့တောင်ဘက်ကတက်လာတဲ့တော်လိုင်းစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးမြို့တော်မာနာဘာကိုအရက်မျက်နှာအနှံ့ကနေဝိုင်းရံပိတ်ဆို့လိုက်ပါတယ်။ဒီချိန်မှာမြို့တော်တွေကပြည်သူတွေဟာလည်းအထွေထွေတပိတ်ကြီးကိုအရှိန်မြင့်လိုက်ပြီးလမ်းမတိုင်းမှာအတားအဆီးတွေလောက်ခါအစိုးရစစ်တပ်ရဲ့သွာလာရေးကိုလုံးဝဖျက်တောက်လိုက်ကြပါတယ်။1989ခုနှစ်ဇူလိုင်လ18ရက်နေ့မနက်အစောပိုင်းမှာတော့အခြေအနေကိုမထိန်းနိုင်တော့တဲ့အာဏာရှင်စိုးမိုးစာဟာသူ့ရဲ့မိသားစုအရင်းနှီးဆုံးအရာရှိတွေနဲ့အတူနိုင်ငံတော်ပိုင်ရွှေနဲ့ငွေအမြောက်များကိုလေယာဉ်ပေါ်တင်ပြီးမိုင်ယာမီကိုထွက်ပြေးသွားခဲ့ပါတယ်။သူထွက်ပြေးသွားတဲ့တဲ့င်းဟာမြို့တော်ထဲကိုပြန့်နှံ့သွားတဲ့အခါမှာတော့ကြံရစ်တဲ့အမျိုးသားအဆောင်တက် National Guard တွေဟာလက်နက်ချသူချထွက်ပြေးသူပြေးနဲ့လုံးဝပြေးဝဲသွားခဲ့ပါတယ်။1989ခုနှစ်ဇူလိုင်လ19ရက်နေ့မှာတော့ဒိုရာမာရီယာတဲလက်စ်နဲ့တော်လိုင်းတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဟာမြို့တော်မာနာဂွာဒေးကိုအောင်ပွဲခံဝင်ရောက်လာခဲ့ကြပါတယ်။ထောင်သောမကားတဲ့ပြည်သူတွေဟာလမ်းမပေါ်ထွက်လာကြပြီးတော်လိုင်းသမားတွေကိုပန်းစည်းတွေအောင်ပွဲခံအောင်ဝှေ့တပ်တွေနဲ့ကြိုးဆိုခဲ့ကြပါတယ်။ဒါဟာနိုင်ငံကိုနှစ်ပေါင်း40ကျော်အုပ်ချုပ်ခဲ့တဲ့အာဏာရှင်စိုးမိုးစာရဲ့ညီကုန်းချုပ်ဖြစ်ပါတယ်။ဒိုရာပါဝင်တော်လိုင်းရေးကောင်းဆောင်တွေဟာမြို့တော်ရဲ့ဗဟိုရင်ပြင်မှာပြည်သူတွေနဲ့အတူအောင်ပွဲခံခဲ့ပါတယ်။ဒီမြေကွင်းဟာနီကာရာဂွာသမိုင်းမှာအကြီးမားဆုံးသောလူထုအောင်ပွဲတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။မြို့တော်ကိုသိမ်းပိုက်ပြီးတာနဲ့ဒိုရာဟာတနက်ကိုချပြီးတိုင်းပြည်ပြည်လဲဒီဆောက်ကြီးကိုချက်ချင်းစတင်ခဲ့ပါတယ်။သူမဟာ1985ခုနှစ်ကနေ1990ပြည့်နှစ်အထိကျမ်းမာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒီကာလအတွင်းမှာသူမဟာစစ်ပေးတင်ပြည်သူတွေအတွက်ကျမ်းမာရေးဆောင်ရှောက်မှုတွေကိုအခမဲ့ရရှိအောင်စွမ်းဆောင်ပေးခဲ့သလိုတနင်္ဂနွေလုံးစာတဲမြောက်ရေးလှူရှားမှုကြီးကိုလည်းဦးဆောင်ခဲ့ပါတယ်။စေချောင်းသူဘွားကသူမမပြီးဆုံးခဲ့တဲ့လူသားတွေကိုကယ်တင်ခြင်းနဲ့အိမ်မက်ကိုဝင်ကြီးဘွားနဲ့အကောင့်ထဲပေါ်ခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှသူမရဲ့ရဲဘော်ဟောင်းပြည်သူဒန်နီယယ်အော်ဒီဂါဟာအာနာရှင်ဆန်လာပြီးတော်လိုင်းရေးရဲ့မူလလမ်းစဉ်တွေကိုဖောက်ပြလာခဲ့ပါတယ်။သူကဟာမတရားမှုကိုဘယ်သူမျက်နှာမှမထောက်ပဲဝေဖန်တတ်သူဖြစ်တာကြောင့်1995ခုနှစ်မှာပါတီကနေနှုတ်ထွက်ခဲ့ပါတယ်။သူမဟာ Sandinista Renovation Movement MRS ဆိုတဲ့ပါတီတစ်ကိုတည်ထောင်ပြီးအာဏာရှင်ဆန်လာတဲ့အစိုးရကိုဒီမိုကရေစီနည်းလမ်းတကျပြန်လည်တော်လှန်ခဲ့ပါတယ်။2021ခုနှစ်ဇွန်လမှာတော့အော်ဒီဂါအစိုးရဟာဒိုရာကိုသူတို့ရဲ့အာဏာကိုချင်းချောက်သူအဖြစ်သတ်မှတ်ပြီးနေအိမ်မှာအကြမ်းဖက်ဖမ်းဆီးခဲ့ပါတယ်။အသက်65နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ဒိုရာဟာနိုင်ငံတော်သစ္စာဖောက်မှုဆိုတဲ့ဆွဆွဲချက်နဲ့ထောင်ထဲ15နှစ်ကြာမှချင်းခံခဲ့ရပါတယ်။သူမဟာအကျဉ်းထောင်ထဲမှာရက်ပေါင်း600ကျော်လူမဆန်စွာပိတ်လောင်ခံခဲ့ရပေမဲ့စိတ်သက်ကတော့ဘယ်တော့မှဒူမထောက်ခဲ့ပါဘူး။နောက်ဆုံးမှာတော့2023ခုနှစ်ဖေဖော်ဝါရီလမှာအမေရိကန်နိုင်ငံရဲ့ညှိနှိုင်းမှုကြောင့်နေနေတာနဲ့အတူပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒိုရာမာရီယာတဲလက်စ်ရဲ့မဆုံးမနစ်တဲ့ဒေါ်လာရင်းစိတ်သက်ကြောင့်ကမ္ဘာတဝန်းကသူမကိုလေးစားပုံပြုခဲ့ကြပါတယ်။2022ခုနှစ်မှာပြည်သစ်နိုင်ငံရဲ့နာမည်ကျော်
ဆော်ဘွန်နိုဘယ်တက္ကသိုလ်ကနေသူမကိုဂုဏ်ထူးဆောင်ပါရဂူပွဲပေးရခဲ့ပါတယ်။2022ခုနှစ်မှာပဲလူ့အခွင့်အရေးအတွက်ရဲဝတ်စွာရည်တည်မှုကြောင့်ရီနီကာဆယ်စုကိုရရှိခဲ့ပါတယ်။ဒူရာမာရီယာတင်းလက်စီရဲ့ဘွားဟာဖောင်နေကိုင်တဲ့လက်ကနေတနက်ကိုင်တဲ့လက်အဲ့ဒီကနေတဆင့်နိုင်ငံတော်ကိုတည်ဆောက်တဲ့လက်စီကိုအကြိမ်ကြိမ်တောင်းလဲခဲ့ရပါတယ်။သူမဟာအာနာရှင်ဆိုမှုစာကိုဒေါ်လာရဲတယ်လို့အာနာရှင်ဆန်လာတဲ့ရဲဘော်ဟောင်းကိုလည်းအသက်နဲ့ရင်မီပြန်လဲဒေါ်လာရဲခဲ့သူဖြစ်ပါတယ်။သူမဟာနီကာရာဂွာပြည်သူတွေအတွက်တင်မကပဲတကမ္ဘာလုံးကပြည်နှိပ်ခံရတဲ့လူထုအတွက်တရားမျှတမှုဟာဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ပြန်ရုံတစ်ခုအဖြစ်ထာဝရတည်ရှိနေမှာဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။